ကျောက်စိတ်ထဲမှာတော့လူကြီးကကြောက်ကိုပေးတဲ့လူထုခေါင်းဆောင်ဆိုတဲ့ဂုံကိုဝင်ကြီးဆိုတာတဲ့ပုံမှတ်တယ်လေးစားအပ်ပါတော့မိတ်ဆွေကြီးမောင်ပတ်တယ်ခမပြောခဲ့တဲ့လူတယောက်ဟာတစ်ချိန်ထဲမှာစစ်ကောင်းဆောင်ရောနိုင်ငံရေးကောင်းဆောင်ရောမဖြစ်နိုင်ဘူးဆိုတဲ့စကားကိုကျွန်တော်လက်ခံပါတယ်ကန်ဒီမှာခမမေးခဲ့တဲ့ဝယ်လင်နံဖြစ်ကျင်လားခြာကြီးဖြစ်ကျင်လားဆိုတဲ့မေးခွန်းကိုကျွန်ုပ်ပေးခဲ့တဲ့ဂရိအတိုင်းအခုပြန်ဖြေချလိုက်ပါတယ်တက်မတော်သားဘဝကိုကျွန်ုပ်လူလာတာမှန်ပေမဲ့လှုပ်ဖို့ကံဘတ်တွေရဲ့ဆုံးဖြတ်ချက်အရာရောကျွန်ုပ်ခံကြရပါနိုင်ငံရေးသမားဘဝကိုကျွန်ုပ်ရွေးချယ်လိုက်ပါပြီလေးစားလျက်အောင်စန်းနိုင်ငံရေးလောက်တာကြွားကျင်လို့ထလုံးနေတာမဟုတ်ဘူးဗမာပြည်လွတ်လပ်ရအောင်လို့ဗမာတွေကောင်းစားစေချင်လို့လောက်တာကျောက်ကနိုင်ငံရေးမလို့ထမင်းငတ်သွားမယ်ကောင်မဟုတ်ဘူးအခုကျောက်ဝင်ကြီးဖြစ်နေမယ်ကျောက်မှာဘာမှထူးကြမလားဘူးဂျပန်ခေတ်စစ်ဝင်ကြီးတော်ကလည်းကျွန်တော်မှဝင်းတဲ့သုံးရလဲလို့အပေါ်မရှိဘူးလက်ကဘလောက်ရမှန်းလဲမသိဘူးကျောက်စိတ်ထဲမှာတော့လူကြီးကကျောက်ကိုပေးတဲ့လူထုခေါင်းဆောင်ဆိုတဲ့ဂုံကိုဝင်ကြီးဆိုတာတဲ့ပုံမှတ်တယ်